မင်္ဂလာပါ Fighter Fan တွေခင်ဗျာဒီနေ့ဗီဒီယိုမှာ Flyweight Star Joshua Van ရဲ့နောက်ထိုးမဲ့ပွဲဘယ်သူနဲ့ဖြစ်နိုင်လဲဆိုတာကို analysis လုပ်ကြည့်မယ် Official announcement မထွက်သေးပေမဲ့ဖြစ်နိုင်ခြေရှိတဲ့ opponent တွေကိုစဉ်းစားကြည့်မယ် Section Division Situation Flyweight Division မှာအပေါ်ဆုံး rank တွေထဲမှာ Top contender တွေအများကြီးရှိပါတယ် Van က aggressive striker ဖြစ်တာကြောင့်Striker ပွဲဖြစ်နိုင်ခြေရှိတယ် Section နဲ့ potential opponent Manel Kape လို speed မြန်တဲ့ striker တစ်ယောက်နဲ့တွေ့မယ်ဆိုရင်ပွဲက stand up ပေါ်ဖြစ်နိုင်ပါတယ် Van ရဲ့ pressures opponent ရဲ့ speed အရန်ကြီးကောင်းမဲ့ matchup ဖြစ်မယ် Section 3 potential opponent နဲ့ rematch scenario ဖြစ်လာနိုင်ပါတယ် rematch ဖြစ်ရင် Van အနေနဲ့strategy ပြောင်းပြီး wrestling ပိုအသုံးချဖို့လိုနိုင်တယ် Section 4 Van အတွက် key to win Van အနိုင်ရချင်ရင် defense ပိုတေချာရမယ် combination ပြီးရင် head movement လုပ်ရမယ် wrestling defense ကိုပိုတိုးတက်ရမယ်သူ့ရဲ့ pressure နဲ့ cardio ကအားသာချက်ပါ closing official fight announcement မထွက်သေးပေမဲ့fans အတွက်တော့ Van ရဲ့နောက်ပွဲကအရန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။မင်းတို့ထင်တာဘယ်သူနဲ့ထိုးတင်လဲ comment မှာရေးပေးပါ။ ဒီမေ content တွေစက်ကြည့်ချင်ရင် subscribe လုပ်ထားပါ။